Flag က DC ရဲ့လူသိများဆုံးနဲ့အကြော်ကြားဆုံးစူပါဟီးရိုးတွေကတယောက်ပါကမ္ဘာအမြန်ဆုံးလူသားလို့တင်စားခံထားရတဲ့သူဟာကာတွန်းစာအုပ်ပေါင်းရာချီဗီဒီယိုဂိမ်းတွေနဲ့အနီမေးရှင်းရုပ်ရှင်တွေမှာပါဝင်ခဲ့ပူပါတယ်ဒါပေမဲ့ဒီနေ့မှာတော့ကျွန်တော်တို့ကသူ့ရဲ့ရုပ်ရှင်ဘာရှင်းတွေတိုးတက်ပြောင်းလဲလာပုံအကြောင်းကိုဆွေးနွေးသွားမှာပါဒါကြောင့် AECC အနားယူရင်ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ခန်းစားပေးကြပါအောင်ခင်ဗျာ Rawhat ဟာ1989ခုနှစ်က Legend of the Superhero TV အထူးစီစဉ်မှာပထမဆုံးရုပ်ရှင်နယ်ပယ်ရဲ့ Flag ဖြစ်လာခွင့်ရခဲ့ပါတယ်ကံမကောင်းစွာနဲ့ပဲသူတရုပ်ဆောင်တဲ့ Barry Allen ဟာအကြောင်းပြချက်တချို့ကြောင့်ပရိသတ်ကိုဆွဲဆောင်နိုင်ခြင်းမရှိခဲ့ပါဘူးပထမဆုံးအနေနဲ့ဒီ Flag ရဲ့ဝတ်စုံကတကယ်ကိုကြည့်ရဆိုးပါတယ်နောက်ပြီးအမကန်အထူးပြုလုပ်ချက်တွေဒါမှမဟုတ်လုံလောက်တဲ့မျက်နှာပြသခြင်းတွေလည်းမရှိခဲ့ပါဘူးဒါကြောင့် Hulk ရဲ့ Scarlet Spider ဟာ TV မှာပြသခဲ့တဲ့ Barry Allen ဘာရှင်တွေမှာအဆိုးဆုံးဖြစ်နိုင်ပါတယ်John Wesley Shipp ကံကောင်းထောက်မှသွားနေပဲ1990ပြည့်နှစ်တွေက Flag TV series မှာတော့ John Wesley Shipp တရုပ်ဆောင်လာတဲ့အကောင်းဆုံး Flag version ကိုကမ္ဘာကမြင်တွေ့ခဲ့ရပါတယ်တရုပ်ဆောင်ရဲ့ဆွဲမဖွယ်ကောင်းတဲ့ခန္ဓာကိုယ်တိစောက်ပုံ professional ဆန်တဲ့တရုပ်ဆောင်မှုနဲ့ comic ထဲကအတိုင်းတိကျလှပတဲ့ဝတ်စုံတွေကြောင့်ဝေဖန်ရေးသမားတွေရော DC ဖန်တွေကိုပါကျဉ်းနှက်စေခဲ့ရပါတယ်စိတ်ဝင်စားဖို့ကောင်းတာကဒီဘာချင်းကို Aerobat Project ထုတ်လုပ်သူတွေလည်းဂုဏ်ပြုခဲ့ရပါတယ်သူဟာ Barry ရဲ့ဖခင် Henry Allen နဲ့ပထမဆုံး Flash Animation နဲ့က Jay Garrick အပါအဝင်ဇာတ်ကောင်အတော်များများကိုတရုပ်ဆောင်ခဲ့ပါတယ်ဒါအပြင်သူက90ခုနှစ်တွေကသူတရုပ်ဆောင်ခဲ့တဲ့ Flash နေရာမှာလည်းပြန်လည်ပါဝင်ခဲ့ပါသေးတယ်Flash series ကြည့်ဦးတဲ့လူတွေကတော့သူ့ကိုကောင်းကောင်းမမိနိုင်ပါတယ်Kenny Johnston ကတော့1990ခုနှစ် Justice League of America ရုပ်ရှင်မှာ Scarlet Spider အဖြစ်ပါဝင်ခဲ့ပါတယ်ဒီရုပ်ရှင်ရဲ့နှိမ့်ချတဲ့အဆင့်သတ်မှတ်ချက်တွေကိုကြည့်ရင်ဒီဘာချင်းကပရိသတ်ကိုမနစ်သက်စေတာမဆန်းပါဘူး Kenny Johnston ကအစွမ်းကုန်ကြိုးစားခဲ့ပေမဲ့ညံ့ဖျင်းတဲ့ဝတ်စုံဒီဇိုင်းအရေးသွေးနှိမ့်တဲ့အထူးပြုလုပ်ချက်တွေနဲ့မူရင်းဇက်ကောင်စရိုက်နဲ့အလွန်ကွဲလွဲနေမှုတွေကြောင့်သူ့ရဲ့တရုပ်ဆောင်မှုကဘာမှမတတ်နိုင်ခဲ့ပါဘူး Guy Garner Smallville TV series ရဲ့စတုတ္ထမြောက်အပိုင်းဆက်မှာတော့ Guy Garner တရုပ်ဆောင်တဲ့ Flag version အသစ် Bat Allen နဲ့မိတ်ဆက်ပေးခဲ့ပါတယ်စိတ်ဝင်စားဖို့ကောင်းတာကဒီဇက်ကောင်က Jay Garrick, Barry Allen နဲ့ Wally West ဆိုတဲ့နာမည်အမျိုးမျိုးကိုအသုံးပြုခဲ့တာပါဒါအပြင်ပထမဆုံးအပိုင်းမှာ Bat ကို Flag လို့ကြေညာခဲ့ပေမဲ့စတုတ္ထမြောက်အပိုင်းမှာတော့သူ့ဟာ Impa ဆိုတဲ့နာမည်ကို Superhero အမည်ဖြစ်ပြောင်းလဲအသုံးပြုခဲ့ပါတယ်ကိုင်းဟာသူ့ရဲ့ဆွဲဆောင်မှုနဲ့တရုပ်ဆောင်မှုအရေးချင်းကြောင့်ပရိသတ်ကိုကျဉ်းနှက်စေခဲ့ရပါတယ်နောက်ပြီးဇက်လန်တွေကသူ့ရဲ့ Flag နဲ့ Twin Wolverine တို့ရဲ့ Superman တို့ကြားကလိုက်ပတ်ညီမှုကလည်းအထူးချီးကျူးစရာကောင်းလာပါတယ်Grant Gustin ရဲ့ Barry Allen ဟာတေချာဘ Flag ရဲ့အောင်မြင်ဆုံးဘာရှင်တွေကတစ်ခုဖြစ်ပါတယ်သူ့ရဲ့ဇက်ကောင်ကို2013ခုနှစ်က Arrow TV series မှာစတင်မိတ်ဆက်ခဲ့ပါတယ်ဒါပေမဲ့မကြာခင်မှာပဲသူဟာသူ့ရဲ့ကိုယ်ပိုင်ဇက်လန်တွေဖြစ်တဲ့ The Flag မှာပါဝင်လာခဲ့ပြီးအဲ့ဒီ series ဟာ Arrowverse ရဲ့အရေးကြီးဆုံး project တွေကတစ်ခုဖြစ်လာခဲ့ပါတယ်2014ရဲ့ Flag ကမူရင်း comic စာအုပ်တွေကိုအခြေခံထားတာတော့သိကြပါတယ်အဲ့ဒီဇက်လန်တွေက Barry Allen ရဲ့စัจ java လာဘောင်းစုံဆိုင်ရာစွမ်းအားတွေနဲ့အချိန်ကြီးသွားခြင်းပေါ်အဓိကထားပါတယ်ဒါအပြင်ဒီဇက်ကောင်မှာဟာတာညံရွှေမှုဖော်ရွေမှုတို့နဲ့ပေါင်းစပ်ထားတဲ့ဆွဲဆောင်မှုရှိတဲ့ဇာတ်တစ်ခုရှိပါတယ် Grant Gustin ကဒီရုပ်ရှင်အတွက်မွေးဖွားလာသူဆိုတာဘာတန်တရားမှမရှိဘူးလို့ပြောနိုင်ပါတယ်ပြီးခဲ့တဲ့10နှစ်တာအတွင်းမှာသူက Scarlet Spider အဖြစ်တရုပ်ဆောင်တာဟာအင်မတန်ပြီးဆုံးကြောင်းသက်သေပြခဲ့ပြီးဖြစ်ပါတယ် Ezra Miller နောက်ဆုံးအနေနဲ့ DC ရဲ့ရုပ်ရှင်စัจ java တွေက Ezra Miller ရဲ့ဇက်ကောင်ကိုမပြောဘဲရှန်ထားလို့မရပါဘူးသူဟာ2016ခုနှစ်က Batman vs Superman ရုပ်ရှင်မှာဧည့်သည်တရုပ်ဆောင်တွေနဲ့စတင်ပါဝင်ခဲ့ပါတယ်အဲ့ဒီနောက်ဆုံးမှာတော့ Miller ဟာ Suicide Squad နဲ့ Justice League တို့မှာ Flag ဖြစ်ဆက်လက်တရုပ်ဆောင်ခဲ့ပါတယ်ကံမကောင်းစွာနဲ့ပဲရုပ်ရှင်စင်ပြသချိန်နေတာကြောင့်တရုပ်ဆောင်ကသူ့ဇက်ကောင်ရဲ့စွမ်းဆောင်ရည်အပြည့်အဝကိုထုတ်ပြခွင့်မရရှိခဲ့ပါဘူးMiller ရဲ့ Barry Allen ဟာလေးနက်တဲ့အခန်းတွေထက်ဟာတာဖြော်ပြမှုအပိုင်းတွေမှာပဲအသုံးချခံရတာများပါတယ်ဟုတ်ပြီကောင်းပြီဒီမှာကြီးငါကပိုးဟတ်တွေတနက်တွေနဲ့အရန်အရက်ရှည်ပြီးနားကြီးတဲ့လူတွေကိုကြောက်တတ်တယ်ဆိုလိုမျိုးပေါ့ကံကောင်းတာကကဘာက Zack Snyder ရဲ့ Justice League version ကိုမြင်တွေ့လိုက်ရတဲ့အခါမှာတော့အခြေအနေကအနှဲငယ်ပြောင်းလဲသွားပြီးအနီးရောင်အမြန်နှုံးရှင်ရဲ့စစ်မှန်တဲ့စွမ်းအားတွေကိုမြင်တွေ့ခဲ့ရပါတယ်2023ခုနှစ်မှာတော့ Miller ရဲ့ Flag ဟာသူ့ရဲ့ကိုယ်ပိုင်ရုပ်ရှင်ကိုနောက်ဆုံးမှရရှိခဲ့ပြီး DC fan တွေနဲ့ဝေဖန်ရေးသမားတွေစီကနေကောင်းဆိုးရောထွေးတွေနဲ့မှတ်ချက်ကိုရရှိခဲ့ပါတယ်ဒါအပြင်သူ့ရဲ့ Barry ဟာ Crisis on Infinite Earth TV အထူးစီစဉ်မှာဧည့်သည်ဖြစ်ပါဝင်ခဲ့ပြီး Grant Gustin ရဲ့ Flag နဲ့တောင်တွေ့ဆုံခဲ့ပါတယ်မင်းဝစ်ဆောင်ကိုငါကြိုက်တယ်ကြည့်ရတာမိုက်ပြီးတက်တောင့်တက်တာရှိပုံပဲလို့ပြောခဲ့ပါတယ်မင်းဟာကလည်းအတော်မိုက်တယ်ရှုံးဝေပြီးလုံခြုံမှုရှိတဲ့အပြင်လေဝင်တွေထွက်လည်းကောင်းမယ်လို့ပြန်ပြောခဲ့ကြပါတယ်ဒါဆိုရင်ဘသူကအကောင်းဆုံး Flag တရုပ်ဆောင်ဖြစ်ထိုက်တယ်လို့ယုံကြည်ပါလဲမိတ်ဆွေတို့ရဲ့ထင်မြင်ချက်ကိုလည်းcommentမှာမျှဝေခဲ့လို့ရပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်